တံပြန်တိုက်စစ်ကာကွယ်ပုံမှတ်တမ်းကောင်းများအားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆိုပါ Bradford နီးပြ Kate Andrew က Arsenal ကိုဂိုးသွင်းမှုဆိုတာတော်တော်လေးခက်ခဲတဲ့ကိစ္စလို့ပြောတော့ခဲ့ပါတယ် Bradford က transition တွေကိုကောင်းကောင်းအသုံးချနိုင်တဲ့အသင်းဖြစ်ပြီးဒီရာသီမှာတံပြန်တိုက်စစ်အချက်လက်တွေကိုဦးဆောင်ထားပါတယ်တစ်ဖက်တကူးစီတည်ကြခဲ့တဲ့ February လတွေကပွဲစဉ်ဒုတိယပိုင်းမှာ Bradford က break play ကနေအခွင့်အရေး၄ချိန်ဖန်တီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ဘယ်အခွင့်အရေးကမှဂိုးမဖြစ်ခဲ့ဘူး Arsenal ကစားသမားတွေရဲ့ hard running recovery defending စနစ်ကျတဲ့ reset defense structure နောက်ဆုံး Raya ရဲ့ကာကွယ်မှုတချို့နဲ့အတူ Bradford ရဲ့ transitional threat ကိုကောင်းကောင်းကြီးထိန်းချုပ်သွားနိုင်ခဲ့ပါတယ်ဒီပွဲက Arsenal အတွက်တံပြန်တိုက်စစ်သွင်းဂိုးတွေခွင့်မပြုရတာ34ပွဲမြောက်ဖြစ်ပြီးအခုဆိုရင်ပြန်ပွဲစုံ36ပွဲအထိရှိလာခဲ့ပါပြီ Man City နဲ့ပွဲမှာ Haaland သွင်းသွားတဲ့ဂိုးကနောက်ဆုံးပေးလိုက်ရတဲ့တံပြန်တိုက်စစ်ဂိုးပါအခုဆိုရင်ဒီလိုအဖြစ်မျိုးတွေကိုရှောင်လွှဲနိုင်ခဲ့တာ9လအထိရှိခဲ့ပြီဒီကာလာအတွင်း Arsenal နဲ့အတူ Fast break တွေကနေဂိုးမပေးရတဲ့တခြား Premier League နှစ်သင်းက Villa နဲ့ West Ham တို့ဖြစ်ပါတယ်နှစ်သင်းစလုံးက Arsenal လောက် territorial control ယူနိုင်ကြတဲ့ပြန်ဘက်ကွင်းမှတ်ချက်မှာပဲအချိန်ပြည့်ဘောလုံးကင်ထားတဲ့အသင်းတွေတော့မဟုတ်ပါဘူး Arsenal ကတော့ဒီလို position heavy ဆိုင်ကိုကစားရင်တံပြန်တိုက်စစ်တွေကိုထိန်းချုပ်ပြနေတာပါဒီရာသီ Premier League မှာ transition တွေကနီးဗျူဟာအခင်းချင်းအတွက်အရေးပါဆုံးအစိပ်ပိုင်းတွေဖြစ်လာခဲ့ပါတယ် Fast break shot fast break ဂိုးတွေကိုဇက်တိုက်မြင်တွေ့နေရတယ်အသင်းတွေအားလုံးကဒီပုံစံကိုပြင်းကစားလာနိုင်တာကြောင့်ဒီ NA ကိုဘယ်လိုကာကွယ်မလဲဆိုတာဂိမ်းရဲ့မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်လာပါတယ်အာဒီတာကဒီဘိုင်းမှာအသင်းကိုကြစ်လက်နေအောင်ပုံပေါ်ထားနိုင်ခဲ့တာမြင်ရတယ်နောက်ဆုံး Premier League 22ပွဲမှာ Arsenal ဟာ transition တွေကနေဂိုးပေါက်ကန်ချက်17ချိန်သာခွင့်ပြုထားရတယ်နှစ်ပွဲမှာတစ်ချိန်နှုံးဆိုတဲ့ပမာဏမျိုးပေါ့ဒီအတွက်အသင်းကဘယ်လိုအလုပ်လုပ်လဲဆိုတာဥပမာတချို့ကြည့်ရအောင် Brentford နဲ့ပွဲမှာ Gabriel C ကဘောလုံးပြတ်သွားတော့ Mosquera တင်မာတို့ကခံစစ်ရဲ့နောက်ဆုံးလိုင်းမှာရှိနေတယ်ဇူဘီမန်ဒီကသူတို့ရဲ့အရှိမှာအီဂေါတီယာကိုပေးလိုက်တဲ့ဘောလုံးလမ်းကြောင်းကို Declarice ကဖျက်တောက်ခဲ့ပြီးတိုက်စစ်ကိုခက်မြက်မြက်နောက်တစ်ချိန်ပြန်ဆနိုင်ခဲ့ပါတယ်နောက်ထပ်ဥပမာက Wolf ကိုအိမ်ခွင်းမှာအိုက်ခံတဲ့ပွဲပါဆာကာတင်မာတွဲလုံးကနေဘောလုံးပြတ်သွားတဲ့အချိန်ဆာလီဘာဂက်ဘရီယယ်တို့ကခက်မြက်မြက်တုံ့ပြန်ဂျမ်းမောက်လုပ်ခဲ့ကြတယ်ဝိုင်ရင်ချမ်းကို Axel ဆာလီဘာတို့ကဝိုင်းထားလိုက်ပြီးတိုက်စစ်မှုယောဂန်ထရန်လာဆန်ကိုလည်းဂက်ဘရီယယ်ကဘောလုံးလက်ခံရတာတတ်တာမဖြစ်အောင်ဖိအားပေးထားနိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာအသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုက69%အထိရှိခဲ့တာပါနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ43ပွဲမှာဘောလုံးပိုင်ဆိုင်မှုအနိမ့်ဘက်ရောက်ခဲ့တာ10ကြိမ်သာရှိခဲ့တယ်60%ထက်မြင့်တဲ့ပွဲက18ပွဲရှိတယ်ဆိုလိုတဲ့သဘောကဘောလုံးကင်ထားပြီးပြိုင်ဘက်ကွင်းဘက်ချမ်းမှာအချိန်ယူကစားတာနဲ့အမျှပြိုင်ဘက်တွေရဲ့တံပြန်တိုက်စစ်အန်ရီကိုအမြဲတတိထားနေရတယ်ဆိုတဲ့သဘောပါဒီဘလော့တွေကိုဖြီးဖို့ကြိုးစားရင်ဘောလုံးကိုကို6 6ထဲမှာထားရင်အသင်းရဲ့ shape structure ကိုအမြဲဂယူးတစ်စိုက်ပုံပေါ်ထားနိုင်တာမြင်ရပါတယ်ဗီလာနဲ့ပွဲက sequence တစ်ခုကိုကြည့်ရအောင်ဖူးဘတ်တွေဖြစ်တဲ့အင်ကာဘီရဲ့တင်မာတို့ကတိုက်စစ်လိုင်းရဲ့အမြင့်ဆုံးမှာတန်းတန်းရှိနေတယ်ဇူဘီမန်ဒီကဆာလီဘာဂက်ဘရီယယ်တို့ကြားတဲ့နေရာယူထားတယ်ဂက်ဘရီယယ်ထရော့ဆက်စီလှမ်းပေးတဲ့ဘောလုံးကိုဆန်ချိုဖြတ်တောက်သွားချိန်မှာကောင်တာပရက်ဆင်ကစပြီးအသက်ဝင်လာခဲ့ပါတယ်ဂက်ဘရီယယ်ကမော်ဂန်ရာဂျာကိုတက်တောင့်တက်တာဘောလုံးလက်ခံဝင်မရအောင်တက်ကတ်ထားတယ်ထရော့ဆက်မာရီနိုတို့ဇက်တိုက်ဖိအားပေးနိုင်ခဲ့တာကြောင့်အက်စတန်ဗီလာဟာတံပြန်တိုက်စစ်စခွင့်မတာခဲ့ပဲတောင်းကန်ဘောအလိုက်နိုင်နာထိပြန်တုံးဖို့ပိတ်ဆို့ခံလိုက်ရတယ်ဂက်ဘရီယယ်ကရောဂျာဆင်းသွားတဲ့ဒီပိုဇီရှင်ထိလိုက်ကတ်သွားပြီးဘွန်ဒီယာကိုတင်းပါကမာကင်ယူထားတယ်ဇူဘီမန်ဒီကအမြင်ဘောတွေလာရင်ရှင်းထုတ်ဖို့နောက်ဆုံးမှာအဆင်သင့်ရှိနေခဲ့ပါတယ်ဘောလုံးပြန်ရတော့အသင်းကတိုက်စစ်ကိုပြန်လည်စတင်တယ်ဗဟိုခံစစ်မှု2ယောက်ဂျမ်းမောက်လုပ်တဲ့တိုင်မင်ကအဓိကဖြစ်ပြီးကွင်းလည်လူတွေဖူးပတ်တွေကလည်း present shape ကိုပြန်မသွားအောင်အမြဲချိတ်ဆက်လှုပ်ရှားနေကြတာတွေ့ရတယ်ဘီဘာအိုကို2ဂိုးပြန်နိုင်တဲ့ပွဲမှာကာလာဖီယိုရီရဲ့ recovery brand ဟာအသင်းရဲ့ခံစစ်အရေးသွေးမယမနာအလုပ်လုပ်ကြပုံကိုကိုစားပြုပါတယ်ပြိုင်ဘက်ဘော့ဂေရီယာကို2 vs 1အခြေအနေနဲ့ aggressive ဆန်ဆန်ဖိအားပေးတာကိုဇုံတိုင်းမှာမြင်ရတယ်ဆိုတော့တရားဒီလုံးမှာ Premier League ပြိုင်ဘက်တွေကိုတံပြန်တိုက်စစ် big chance 3ချိန်သာခွင့်ပြုထားရတယ်ဘေးကိုနှုံထားကလက်ရှိဖောင်တိုင်းဆိုရင်29ဂိုးပဲပေးရမယ်2003-2004နောက်ပိုင်းအကောင်းဆုံးမှတ်တမ်းဖြစ်လာမယ်။ Clean sheet 73ချိန်ရထားပြီမလို့2023-24ရာသီက18ချိန်မှတ်တမ်းကိုအမိလိုက်နိုင်မလားပဲစောင့်ကြည့်ရမယ်။ Adidas U Decide ပုံဖော်ခဲ့တဲ့ Rest Defense Structure ဟာအသင်းအတွက်ဒီလိုခံစစ်မှတ်တမ်းကောင်းတွေပိုင်ဆိုင်စေခဲ့တာဖြစ်ပြီး Champion ပြေးလမ်းမှာလိုအပ်တဲ့ကြစ်လက်ခိုင်မာမှု Foundation လို့သတ်မှတ်ရပါလိမ့်မယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Wines မှာဘောလုံးစောကျင်တဲ့ညီကိုတွေအနေနဲ့ရန်ကုန် Sport TV ရဲ့ promo code YGNTV ကိုအသုံးပြုပြီးတော့ 100% bonus တွေရယူနိုင်ပါတယ်။အသေးသေးရှိလို့ပါက Wines ပဲမြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှ website link ရဲ့ customer service code လေးကိုနှိပ်ပြီးတော့လည်း24နိုင်တီးလို့ရတယ်မြင်လို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။